ဆရာခေါ်နေရလို့ဆရာခေါ်နေပြောတာ ခေါ်နေတယ် ဒီကမှတော့မများနဲ့နော်လာပြီလားလောက်ရှိလားနင်းလောက်ရှိလားနင်းခေါ်လို့မရငါခေါ်မယ် လာပြီ လာလောက်ရှိတယ်ဝင်လာခဲ့ဝင်လာနင်းပြထွက်နင်းပြထွက်လာပြီလားတော့တုံးချုံပြောင်းစီသူစိတ်ပြောင်းစီလာသုံးပါပဲဟိုကောင်းမလားနင်းကြီးကြီးလားရရဘလို့ဦးတိုက်ရဘလို့ဦးတိုက်ရဘလို့ဦးတိုက်ဦးတိုက်အောက်ချတိုက်ခိုင်းလားဟုတ်ဘလို့ဦးတိုက်ဟုတ်လားမင်းသုံးပါလားဟုတ်လား ဟုတ်တယ်ဆရာ ဟမ် ဟုတ်တယ် မင်းအကြီးဆုံးလားမင်းအကြီးကောင်ရှိတယ်မင်းအကြီးဆုံးဟုတ်လား ကြီးရရှိတယ် ဟမ် ကြီးရရှိတယ် မင်းအကြီးကောင်ရှိတယ် ရှိတယ်ပါဆရာရဲ့ မင်းဆရာလား မဟုတ်ဘူး မင်းဆရာမဟုတ်ဘူးဘာသူများတောင်းလို့ခလားဆရာမလေးမင်းအဒီကလောက်ထားတာပါသူဟုတ်လား ဟုတ်တယ်တူလိုက်ကိုဘယ်နေတာ အော်မင်းဆရာလေးရတယ်သူကရှောင်းတော့နေဟုတ်လား ဟုတ်တယ် အခုအဲ့ဒါပို့ဆိုတော့မှာသူကကျွေးနေယူတော့မှာ ယူလေ ကြောက် ကြောက်ဘူး ကြောက်မကြောက်တော့မင်းနောက်မှမင်းစမ်းကြည့်ပေါ့နော်အခု မျိုးတယ်ငါလောက်ထားသူလိုက်ကိုနေတာ လေဆရာလက်ပါလာမယ်နော်ဆရာချုပ်ထားမလား မတုံးနဲ့ဆရာ ဟမ်တမန်ထုတ်ထားမလား မတုံးနဲ့ရတယ် မရလားနေနော်အကျော်မတင်းနဲ့နော် မတုံးဆရာ တင်းတော့ရှော့ပြမှာဆရာနော် သူတကြီးရဲ့ဆရာရှိတာပေါ့ မင်းဆရာလား မဟုတ်ဘူး မင်းဆရာအေးမင်းရဲ့ဆရာရှိတာ ရှိတယ် မင်းကိုနောက်မှကိုကြီးပေးနေဆရာလား ရှိတာပေါ့ အမင်းကိုဆိုမင်းဆရာကိုငါဆုံး ဆို မင်းကိုလည်းဆုံးအောင်မပေါ့ ကျမတို့လည်းမဆုံးနဲ့နော် ဘာဆုံးမ ကျမမကျင်တတ်တာလည်းရှိသေးတယ် မစောလို့မရဘူးမကျင်ဘယ်လိုမကျင်လဲခဏလေးမကျင်တဲ့ရှောက်ပြောနော်အခုမင်းဆရာကိုမလွန်ဆန်နိုင်လို့ဆရာရှိကိုရောက်လာပြီနော် ဟုတ်တယ် ဘိုးတော်ရှိရောက်လာအဲ့တော့မင်းမှန်လေးကိုချလိုက်ချမလား သူရတယ်ဘယ်လိုချအောင်လဲကျမမကျင်တတ်တာလည်းရှိတာ မမကျင်နဲ့မကြောက်ခဏလေးချခက်ကျင်တယ်မကြောက်မကျင်နဲ့နော်ရှင်းပါနော်မင်းကျင်နဲ့မတော့ခါရမှာပေါ့နော် မှန်တယ်ဒုက္ခရောက်တာလည်းသိတယ်ဆရာ ခဏနေအောင်ဆရာပြောတာနားတာမင်းတူနဲ့ပတ်သက်တာဒီအခုမင်းယူသွားမလားမယူသွားဘူးလားဆရာမင်း သူ့လောက်တာတော့ယူမယ် သူ့လောက်တာအကောင်ယူသွားမှာ ယူမယ်နောက်ကိုသူ့မကုတ်သိနေလို့ပြောဆရာ အဲ့မဲ့ဒါတော့ဆရာကနာမဟုတ်ဆရာတပည့်ဖြစ်ဆရာတခုဆရာတပည့်မှန်ဆရာအကုန်လုံးခုခိုင်းမှာ သူလောက်တာတော့ယူမယ် อืม သူမျိုးတွေဟာတော့မလမ်ကုတ်သိနေ အဲ့ဒါဆရာ အဲ့ဒါကျမပိုင် မမင်းပိုင်တော့ပိုင်အသာထားအောင်နော်ဆရာစီမှာဆရာအတင်းကျပ်လိုက်မှုဆရာတို့အကူကြီးတောင်းလာရင်ဆရာပို့အောင်မင်းကပိုင်တာဒီနယ်လောက်ပိုင်ငါပိုင်တာစက်ကြောက်လာကို ဟုတ် ပိုင် ပါရဲ့ဆရာအစ်စ်မြင့်နေဆိုတာကျမသိတယ် တည်ပြီ ဆရာလာတာကျမသိတယ် ပြီးဟောတည်အကြောင်း ဒီကောင်မကို อืม ချက်လောက်ပလိုက်တာ အောင်လောက်တာပါလေအခုမင်းသူနဲ့ပတ်သက်တာမင်းအခုယူသွားမယ်နော် तू ကလည်း तू စွမ်းနေဆရာ तू ကလည်း အေးသွား तू မျိုးတွေ तू လိုက်လောက်ပဲနေတာကျမလှုပ်လိုက် तू ကလှုပ်လိုက် तू ကလိုက်ကူလိုက်နေမတင်တတ်ဘူးကျမကလားလုံးဝမ အခုမကျင်နိုင်မင်းနာတော့ပါလေအခုမကျင်နိုင်မင်းနာမယ်လေ ကျမလုံးဝမတင်တတ် အခုမင်းမကျင်နိုင်အခုကမင်းနာမယ်အလဲရောက်ပြီမကျင်နိုင်မင်းမှန်ချပို့ဆိုတော့မှာပေါ့ ကျ နော် မမနော်ဆရာရဲ့မချချင်ဘူး ဒါတော့မင်းခ မ န္ဓာ တင်တ လေး တ်ဘူးရတတ်တော့များလေးတဲ့ ဟုတ်ဆေးရှော့နော်သူတော်ကောင်းနေမနစ်တက်မင်းလုပ်တဲ့အလုပ်ကသူတော်ကောင်းနေမနစ်တက်ဘူးမင်းလုပ်ချင်ခုနသားသမီးကဲတဲ့အလုပ်လုပ်ပေါ့ဘာလို့ခုနသားဒုက္ခပေးတဲ့အလုပ်လုပ်တာမင်း သူတို့ကကျမတို့မြင်နေတာဟုတ် အေးမင်းအဲ့လိုမနာလို့လားမစ်စရာ ဟုတ်တယ်မနာလို့လားတော့အမှန်ပဲဆရာရဲ့ အဲ့ဒါမင်းမင်းလည်းချုပ်ထားမလား မချုံနဲ့ဆရာမနာလို့လားတော့တော်တော်ပဲ အေးမနာလို့လားသူတော်ကောင်းစိတ်တက်လားတရုတ်မှာစိတ်တက်လား သူရုံမှစိတ်တယ် အမေတရုတ်မှာပေါ့ ဟုတ်တယ်ဆရာ တရုတ်မှာနဲ့သူတော်ကောင်းဘယ်လိုတွေ့လို့ရ မရဘူး အေးအဲ့ကြောင့် မရတော့မကျင်းတတ်ဘူးတော့ဒါ ကျင်းနိုင်မင်းကျင်းအောင်ဆရာသုံးမလိုက်ရမှာနော် ဆရာသုံးမတော့ခံတယ် တွေ့ဆရာကတော့မသုံးမကျင်ဘူးဆရာမေတ္တာနဲ့သုံးမပါ ဟုတ်တယ်ဆရာကြီးကတော့မြစ်တာမှလည်းဒါ မေတ္တာနဲ့သုံးမရင်မေတ္တာနဲ့မရရင်တော့မသိရနော် ကျမတို့ညင်နေကျမမလို့ဘူး အခုလောလောဆယ်ငါမေးတာမင်းအရင်ဖြစ်ဒီစနေသမီးနဲ့ပတ်သက်တဲ့ဟာတွေမင်းအကုန်ယူသွားမလား ယူပေးသွားမယ်သူ့ကျမဘာမှမလုပ်တော့လုပ်လို့လဲသူ့ ဟုတ်ပြီ ကျမမရဘူး အပေါ်တယ်မပြောနဲ့ယူသွားမယ်နော်ကျင်းနေနော်6လောက်စင် ဆရာ 6လောက်စင်မင်းနဲ့ပတ်သက်အောင်ထုတ်သွား ယူမယ် ဒီမို့တစ်စက်မကြမ်းသေးနဲ့နော် သူ့တော့ယူမယ်ဆရာ ဟ
ကျန်တဲ့လူကကျန်တဲ့လူကန်တာမမထုတ်မင်း ယူနိုင် မင်းလည်းနဲ့မင်းတက်ယူမင်းလည်းနဲ့မင်းတက်ယူတက်ယူခေါင်းနဲ့တက်အောင်ရောမရှိဘယ်ရောညာတက်ဟိုဘက်ကမဖြစ်နေတော့တက်ဘယ်ရောညာတက်အကုန်တက်ယူငါပြန်စစ်မှာနော်မင်းရုံမရှိနဲ့မင်းပြောတယ်ဆရာမင်းရုံမှာမဟုတ်မင်းထွက်မပြေးနဲ့အောင် ရေးစရာ အောင်တက်ယူ 你肚子上嘛没抽一遍大家啦， ဟုတ်တယ်ဆရာအဲ့ဒါမှရတယ်သူ့ဆောင်တော့ကောင်းလို့ 好 ကျမမ 些， နေလို့ကတယ် 好些没十片泡面就录回来嘛，都没准备来，多没弄那个，喏都多没弄那个，喏， သူ့ဆောင်တော့ကောင်းလို့ကျမမနေလို့ကတယ် 往头，其他讲的，往头，啊，要么现在白了嘛，别人不能不没来钱嘛啦， ဟုတ်တော့ဆရာရဲ့ကျမနဲ့ကျမမေနဲ့ 哎，有个，我没去的不， ဟာ 是啊， ဒီမှာတော့ရှိဆရာ 哎吧，就啊有啊，哎，第二个都没弄那个了不，有。 သူကကျမကိုချင်းမှတ် အခုကမဲချိုးနဲ့တိုးပြီနော် သူ့ကိုကျမခံရတာ ရွှေနဲ့တိုးပြီအခုမဲတရားလုံးမရှိပညာယူကြမှာ သူကျမပညာတော့ဘူးမှပေး မဲမယူဘူးမှမယူမဲပညာဘူးမှမယူစိတ်ချ ကိုတားတယ်ကြီးလည်းကိုပေးမှာ ဘာလေးပါရှာပြီးဒုက္ခရအောင်ရှောက်လို့အောင်မဲကောင်းတဲ့ပညာပေးမယ်စိတ်ကူကောင်းတဲ့ပညာရှောက်ကလေးတွေပါဒုက္ခရအောင်ရှောက်လို့အောင် ဒီနတ်ထားတယ်ပညာရတာ မစ္စရစိတ်ကွာမင်းဖျားမ မ စိတ် တိတ်မတက်ကျမအမေဟေး မဲမိပါငါခေါ်ထုတ်လိုက်အောင်ပါတခါတည်း သူကတည်းကမရှိ မရတယ်ဘယ်နေရာရောက်ငါခေါ်ထုတ်မှာမင်းကြောတင်းတော့မင်းနိုင်ငံခြားကရောက်နေပြီလို့ ဘူး အကုန်ရ ဇာ ညာတော့အင်းနေမပြတ်စနဲ့အင်းနေမပြတ်စနဲ့ယူတော့ဆရာမြင်းတော့မငင်းစက်တတ်ဘူးနော်မင်းခြံထားရင်တော့မင်းထိုင်နေမဲကန်နော် ချောင်းသူ့ကတော့မချောင်းဆက် အေးပြီးတော့ယူ ကျန်တဲ့လူကတောင်းဝင်ကြည့် သူနဲ့ပတ်သက်အကုန်ယူရတယ်သူနဲ့ဆိုင်နေသူနဲ့ယူပါ ဒါမှဆရာပြောထားတယ် တော့ပြော ကျမဘေးကိုလို့သူလာမလို့စီနေလို့ပြောထားတယ်ကာယကံရှင်ပြောထားတယ် အဲ့ဒါမင်းလို့မဟုတ်မင်းလောက်ထားတာငါပြောတာကသူနဲ့ပတ်သက်တာမင်းအကုန်ယူခုငါပြန်စစ်မှာဟုတ်တော့ကောင်းပြီလားကြံသေးတယ်အောင်ကျောင်းမှာရှိအကုန်ယူမင်းပိုးလာပြောတယ်ကိုယူကိုလာမြောငါလာပြီးတော့မလုံးနဲ့အကြက်လာမကိုင်းနဲ့ကိုလို့ ဆရာတော်ဆွမ်းတာလေဆရာရဲ့လူနဲ့လာတိုးတယ် ကြားဘူးလားရွှင်ကျော် ကြားဘူးလားလောက်ဆုံးတယ် မင်းရလား ဘူးတော့ကိုတင်ညာလေကို မလုံးငါမနေ့စက်ပါဘူးမင်းတို့ဒါမင်းတို့လောက်ထားရယူပါနော် ကိုမရှိပြန်တင်ရအောင်ဆရာပြန် ရွှင်ကျော်ပညာယူလိုက်လေခဏသားမိကဲလေဘာလို့ခဏဒုက္ခပြီးတဲ့ပညာယူရမှာ မကဲတင် ဒုက္ခပြီးတာပဲယူရှင် ဒါတွေကိုကြည့်လို့ ကောင်းပြီလားမင်းပတ်သက်တာကောင်းပြီကောင်းပြီလား နည်းနည်းတော့ရှိသေး န တယ် ည်းနည်းချင်းနည်းနည်းထပ်ဟောတော့ချမ်းလို့မရဘူးချမ်းက မချောင်းဆရာချမ်းဆရာကျမတွေ့တော့မှကျမတည်တယ် ဒီရော မချောင်း တော့ လောက်ထားတဲ့ကာယကံရှင်ကအကုန်ယူသွားမယ် အဲဘာယူပါငါသူ့ပဲပြန်စစ်မှာဟုတ် နောက်မှဖြစ်ရင်တော့တာဝန်ယူ အာလုံးမင်းနဲ့ပတ်သက်အကုန်ယူနားမနေနဲ့နားမနားနဲ့နောက်မှနား ပြီးတော့ထားရပါတော့နော် မင်းပြန်ကျင်းနေ ဒီလိုတော့မဟုတ်ပါဘူး ဟမ်သူ့ပဲဆက်ပြော လုံးလို့မရတော့ဘူးကျန်တဲ့လူတွေတော့ထားကြပါနော် ကျန်တဲ့လူတွေကဘယ်မှာလဲမင်း ဘာ တာ လို့ငါ့ကိုမုန်းတီးပြီးကြည့်နေတာလဲငါဘာမှမလုပ်ပါဘူးငါဘာမှမလုပ်တီးပြီးကြည့် မပြောမင်းနဲ့ပတ်သက်သူနဲ့ပတ်သက်သူရယူအောင်ကြောမှာကျန်နေတယ်ဒီမှာကျန်တယ်နည်းကျန်တယ်တွေ့ ကျန်တယ်ဟုတ်တယ်ဆရာ ဆရာခေါင်းတော်မူလိုက်မယ်ကျွန်မ ဟုတ်တောင်းချင်းနော်စကူဆက်ပြေးဆိုင်တော့ချုပ်လားတော့ဘာတော့လဲ တူမတူမတာ ဩမနေ့ကမေးတာ ဟုတ်တယ် အဲ့ဒါမနောက်ရှင်းတယ်နော် ကမရဲ့တူမ ရှိတယ်မင်းရမ်းရှိတာမထုတ်မင်းနဲ့ပတ်သက်တော့ငါမင်းတဆိုင်မှာတော့မှာဗျာ တောက်မယ်ဆရာသူ့တော့မလုံးတော့ဘူးတောက်မယ်ကျန်တဲ့လူကမတောက်ဘူး ကျန်တဲ့လွယ်ဆရာပူရင်ဆရာဆော်မှာပဲနော်မင်းနဲ့ပတ်သက်မင်းယူပါ ခေါင်းတော်မူလိုက်နော် ဘာနေသမီးလဲ တနင်္ဂနွေ ဆရာအန်နော် အဲ့ဒါ ဟုတ်ပြီချုပ်လာလိုက်အဲ့ဒီမိတ်ဆာမနောက်ရှက်လို့မရနိုင်စေရချုပ်လာလိုက်ဆရာ ဟုတ်လားအောင်ဆရာ
ကောင်းပြီနော်ကျင်းနေနော် ကောင်းကျင်းတယ် မင်းနဲ့ပတ်သက်တဲ့ခြေရလက်ရမြူမုံတစ်စက်မှမကြံတော့ဘူးဆိုမှဖះစင်ဘက်ကိုအသာပကြီးလဲလို့ရနေသည် ဟုတ်ကဲ့ ခြံထားရင်နောက်ကနေအေးမနဲ့ဘလို့တင်းဝင်ကောင်းထုချလိုက် ကောင်းဆရာစစ်ကြည့်လိုက်ကောင်း ဖះစင်ဘက်လဲလို့ရနေသည်မကြံတော့ဘူးဆိုလဲလို့ရနေသည် ဟုတ်ကဲ့ နဲ့ငါမင်းသစ္စာရင်မှတိုက်မှာဟုတ်ဟုတ်ကျေးဇူးရနော်သစ္စာရင်မှတိုက်မှာမလို့နော်ကောကိုယူသွားနော် ဟုတ်ကဲ့ ဆရာဖြစ်ကိုပါနော်ယောဂဖြစ်ဆရာကို ခုတော့မလုပ်တော့ပါဆရာ ဒါမင်းအလုပ်နော်ဟုတ်ပြီနော် ဟုတ်ကဲ့ မိမနော်မင်းနော် ဟုတ်ကဲ့ မညာနဲ့နော် ဒီမှာမိမ ကြည့်လေးနဲ့ လေးနှစ်ယောက်စီ ဟုတ်ပြီအဲ့ဒါလျှောက်ပြီးတော့လိုက်ဆိုရငါဆိုတာအမှုထား၍ ငါသူမှုထား ဆွေကျော်ဆရာကြီးများနဲ့ ရဆွေလို့ပြန်ညာ နမင်းကြီးလေးပါ မင်းကြီးလေးပါ အမိမဲတော့ မိမဲတော့ ဆရာပေါင်းလို့ဗျာ ဆရာပေါင်း ကျမသည် ကျမဒီ အခုချိန်မှာစ၍ ချိန်မှထား ဤစနေသမီးအားမနှောက်ရှက်တော့ပါ နောက်ဆက်တော့ နှောက်ရှက်ထားသော နောက်ဆက်တာ ကျမ၏ခြေရလက်ရများကို ရလဲရများ မြို့မတစ်စက်မကြံအောင် ဘူးဘူးတက်မကြ အကုန်လုံး အကုန်လုံး ယူသွားပါမည် သွားပါမယ် နောက်နောက်ကိုလည်း နောက်ကိုလည်း နှောက်ရှက်တော့ပါ နောက်ဆက်တော့ ဤတစ္ဆာရင်မန်းကိုလည်း ဒီကိစ္စရေး ကျမကိုယ်တိုင် ကျမကိုယ်တိုင် တောက်ပါမည် တောက်ပါမယ် လူစားထိုး၍ လူသား မတိုက်ပါ မတိုက်ပါ ဤတစ္ဆာများ ဒီကိစ္စများ ဟောက်ပြက်ခဲ့သည်ရှိသော ဟောပြတဲ့ဒီပြေတော့ ဦးကောင်းရှိစိတ်ကွဲ ဥပအောင်ချစ်တဲ့ကိုယ် ၍မဟာဝစီငဲတို့ မဟာဝေဒီငယ်တို့ ကြပါစေသား ကြပါ ဤတစ္ဆာတည်ခဲ့သည်ရှိသော ကိစ္စဒီလေးရှိတော့ ယခု ယခု ဆရာရိုက်ထားသော တရားရိုက်ထား ရိုက်မိထားသော ရမိထားတော့ ဒဏ်ရာများ တရားများ ပြေပြောက်ရပါလို့ ဖြေပြရတာလို့ ရှင်ဗျာ ရှင်ဗျာ ဆရာပဲဂတိတည်တယ်နော်မင်းမကဂတိမတင်ဒီတဲ့နှစ်ဆနာမယ်နော် ဟုတ်ကဲ့ ဟုတ်ပြီလူစားတို့တောက်တယ်အဲ့ဒါငရဲမိဆရာမေတ္တာထားတယ်နော်မင်းတို့ကိုလည်းမေတ္တာထားတယ်နော်အကုန်လုံးပေါ်မေတ္တာထားတယ်နော်မင်းနဲ့ပတ်သက်တဲ့ခြေရလက်ရမြင်မုံတစ်စက်မှမကြံတော့ဘူးဖျားတဲ့ဘိုးတော်တွေဥတိုက်ပြီးအသာကြီးတွားလို့ရနိုင်တယ်ခြံလိုက်ကြံနေသေးထွက်လို့မရနိုင်စေနဲ့